တုတဆုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲမှာတတရားစုရပြင်မဲ့လဲလူသိနဲနေခဲ့တဲ့သမီးလေးမင်္ဂလာပါပရိသတ်ကြီးရှင်တဲ့အတိတ်မြန်မာကနေကြိုဆိုလိုက်ပါတယ်။ online ပေါ်မှာအပေါ်ရန်ဖျော်ဖြေသတင်းတွေပဲလူစိတ်ဝင်စားမှုများပြားနေတဲ့အချိန်မှာတကယ်ကိုထူးချွန်ထက်မြက်ပြီးတော့ဂုဏ်ယူစရာကောင်းပေမဲ့လူသိနဲပြီးစိတ်ဝင်စားမှုလျော့နေနေရတဲ့ညီမနှစ်ယောက်ရဲ့ရင်းနှီးစရာလူမှုဘဝရုန်းကန်ရမှုစက်ကြောင်းလေးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ဒါကတော့ပြီးခဲ့တဲ့တုတဆုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲကြီးမှာဂုဏ်သိက္ခာရှိတတိယဆုကိုစုကူးရရှိခဲ့တဲ့မမြဘူးငုံနဲ့သူမရဲ့ညီမလေးတို့ရဲ့အပြန်အလှန်ပေးဆက်မှုသတင်းလေးပဲဖြစ်ပါတယ်။အမဖြစ်သူမမြဘူးငုံကဗုဒ္ဓစာပေတွေကိုစိတ်အေးချမ်းသာစွာနဲ့လေ့လာလိုက်စားနိုင်ဖို့အတွက်နောက်ွယ်ကနေရုန်းကန်ပေးခဲ့ရတဲ့အဓိကဆက်လိုက်ကတော့အသက်3နှစ်ခန့်ကွာဝေးတဲ့ညီမငယ်လေးကေသွဲဖြိုးပဲဖြစ်ပါတယ်။ညီမငယ်လေးဟာအမဖြစ်သူမအားတဲ့ချိန်တွေမှာအိမ်အတွက်ငွေကြေးအဆင်ပြေအောင်ဆိုပြီးတော့ကျောင်းပိတ်ရက်တွေရသည့်ကာလတွေမှာငငယ်ရွယ်နဲ့အထည်ချုပ်စက်ရုံမှာအလုပ်ဝင်လုပ်ပြီးတော့မိသားစုကိုတစ်ဖက်တစ်လမ်းကနေရှောက်ပွေကျွေးမွေးခဲ့ပါတယ်။အခုလိုညီမလေးကမိသားစုအတွက်အားကိုးရတဲ့တောက်တိုင်တစ်ခုပြည့်ရက်တီပေးခဲ့လို့သမီးတွေနဲ့စာကိုစိတ်ဖြောက်နဲ့လုပ်နိုင်ခဲ့ပြီးတော့အခုလိုတတိယဆုကိုစုကူးနိုင်ခဲ့တာပါဆိုပြီးတော့အမဖြစ်သူမြဘူးငုံကမျက်ရည်ဝဲလျက်ကျေးဇူးတင်စကားရင်ဖွင့်လာခဲ့ပါတယ်။အခုလိုအမဖြစ်သူစာပေထူးချွန်မှုအတွက်ကိုယ်တိုင်အလုပ်လုပ်ပြီးတော့ပံ့ပိုးပေးခဲ့တဲ့ညီမလေးနဲ့ဗုဒ္ဓဝင်ဆုရှင်မြဘူးငုံတို့ရဲ့ညီမနှစ်ယောက်ရဲ့ကြိုးစားမှုပေါ်ပရိသတ်ကြီးကဘယ်လောက်ထိလေးစားဂုဏ်ယူမိလဲဆိုတာရေးခဲ့ကြပါအောင်အခုလိုနုပညာနဲ့ဆယ်လီတို့ရဲ့သတင်းထူးတွေကိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့အတိတ်မြန်မာ channel လေးကို like and follow လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူး